ဆုံးမတဲ့အကိုတွေပြီးဟဲ့နေဒီလမ်းမသွားနဲ့ဟိုလမ်းမလုံနဲ့ဟိုပတ်စံဆိုမယူနဲ့နော်ဒီဥစ္စာဆိုမစားနဲ့နော်အဲ့လိုဟာတွေပဲရှိတယ်အဲ့လိုမျိုးဟိုလိုမျိုးပေးတဲ့ဟာတွေမရှိဘူးဆုံးမတဲ့အကိုတွေပဲရှိတာဟုတ်တကယ်လို့ပေးမယ်ဆိုယူမှာလားပေးမယ်ဆိုယူမှာဆိုတော့ခြိုက်နေအောင်ပေးနိုင်တော့စဉ်းစားမယ်လေမစကူတင်ခဲ့တဲ့အချိန်မှာလဲနန်းစပင်စတုံးစက်မြေတစည်းမကြခဲ့ဘူးပဝါမပါနဲ့နန်းကလေးတွေရှိမှစာမတင်ခဲ့ဘူးနန်းပြီးကိုဝမ်းစာကိုဖြည့်တယ်တရားအားထုတ်ပြီးမှနန်းဓမ္မစာပေတွေကိုတင်ကြားပြီးခဲ့တယ်အဲ့တိုင်းနန်းလုပ်ခဲ့တယ်လို့အခုဒီအမှုပညာလမ်းကြောင်းမှာလဲဒီ character နဲ့အညီအခုနန်းဒီဘောင်းပြဝပြီးဆိုတယ်ဆိုတာကနန်းဘုံကြီးကျောင်းမှာဆိုတာမဟုတ်ဘူးစင်တင်မှာဘီယာဆိုင်မှာဘာမှအဲ့လိုမျိုးပုံစံနေမှာနန်းကိုဖိတ်လို့ပွဲဖိတ်လို့နန်းဆိုပြီးတာအခြေရကြတော့ကိုအခြေကံမကောင်းလည်းမဆိုလို့เนาะဘာလို့ဆိုချစ်တဲ့သူအရမ်းများတယ်ဒီလားအခါချနေရတယ်ဒါပေမဲ့လည်းကိုရင်ဘတ်တဲကတယောက်တော့ရှိရအောင်เนาะအဲ့တယောက်နဲ့ကအကံအကြောင်းတရားမတိုက်ဆိုင်သေးလို့ဒါမသိမစုံစည်းရသေးဘူးပေါ့နန်းဘာပဲလှုပ်ဟိုစိတ်ဝင်တစားလှုပ်တယ်အကောင်းဆုံးလှုပ်ပြီးတယ်နန်းဓမ္မစကူတင်ခဲ့တဲ့အချိန်မှာလည်းနန်းစပင်စတုံးစက်မြေတစည်းမကြခဲ့ဘူးပဝါမပါနဲ့နန်းကလေးတွေရှိမှစာမတင်ခဲ့ဘူးနန်းပြီးကိုဝမ်းစာကိုဖြည့်တယ်တရားအားထုတ်ပြီးမှနန်းဓမ္မစာပေတွေကိုတင်ကြားပြီးခဲ့တယ်အဲ့တိုင်းနန်းလုပ်ခဲ့တယ်လို့အခုဒီအမှုပညာလမ်းကြောင်းမှာလဲဒီ character နဲ့အညီအခုနန်းဒီဘောင်းပြဝပြီးဆိုတယ်ဆိုတာကနန်းဘုံကြီးကျောင်းမှာဆိုတာမဟုတ်ဘူးစင်တင်မှာဘီယာဆိုင်မှာဘာမှအဲ့လိုမျိုးပုံစံနေမှာနန်းကိုဖိတ်လို့ပွဲဖိတ်လို့နန်းဆိုပြီးတာအဲ့ဒီနေရာမှာနန်းဆိုတာဖြစ်တဲ့နန်း fashion ဆိုပြီးတော့ပဲနန်းလှအောင်ဝတ်တယ်ဒီအတွက်ကြောင့်မို့နန်းကနန်း character နဲ့ညီတဲ့နေရာမှာနန်းအသုံးပြုတာပါအဲ့အတွက်ကြောင့်မို့နန်းကတော့လေဟိုဒီငွေရဲ့အပေါ်မှာငွေမှတ်ပြီးနေရာတကာလိုက်လို့နေရတော့နန်းမဟုတ်ပါဘူးရှင်အဲ့တော့အလုပ်ကိုအလုပ်တိုင်းလုပ်နေရဖြစ်တယ်နန်းဘယ်နေရာမှာလုပ်ရင်ဘယ်နေရာမှာတာဝန်ကျရင်ဘယ်နေရာမှာနန်းတာဝန်ကြည့်ဖို့အောင်လုပ်မှာပဲအဲ့တော့ခါကျတော့အခုဒီဟာလဲ character နဲ့အညီဟဲ့နေအဲ့လိုဝတ်မှဖြစ်မှာမဟုတ်ပါဘူးမှတ်ပါတယ်ဒါပေမဲ့နန်းအကောင်းဆုံးနေပဲဆိုပြီးတော့မှရည်ရင်မှနန်းလောက်တာဖြစ်တဲ့အတွက်နန်း character နဲ့အညီနေရာမှာပဲနေတာပါအဲ့အတွက်ကြောင့်မို့ဒါပေမဲ့နန်းကိုအခုဆိုရင်ပေါ့နော်ဒီခါတိုင်းတော့နန်းကိုချစ်တဲ့အမှုပညာအတိုင်းဝိုင်းတွေကအကိုတွေအမတွေကနန်းကိုမပြောခဲ့ဘူးညီမလေးမှန်တယ်ပဲထောက်ခံခဲ့တယ်ဒီတစ်ခေါက်ကျတော့ဒီဝတ်စားလေးကိုနောက်ခါမွန်းနဲ့အုံနော်ဆိုပြောလာတဲ့အကိုတွေတော်တော်များလာတယ်အဲ့ခါကျတော့နန်းနားထောင်ပါပါနန်းကတော့ကိုယ့်အကောင်းဆုံးအဆင်ပြေတယ် fashion လေးလှတယ်လို့ရိုးရိုးလေးတွေးတာလေဒါပေမဲ့နန်းလိုရိုးရိုးလေးမတွေးကြဘူးလေ तू ဖော်နေတယ် तू ချွတ်နေတယ် तू ကဘာကြီးလဲအဲ့လိုတွေအမျိုးစုံပြောတယ် comment တွေမျိုးစုံဖတ်ရတယ်အဲ့တော့ကြောင့်အမြင်ချင်းမတူတော့အရာရာဂယုမဆိုင်ပါဘူးလို့ဆိုလို့ရပေမဲ့တချို့အရာတွေကြတာလဲဒီချစ်ခင်အားပေးနေကြတဲ့သူတွေရဲ့ဒီအားပေးတဲ့ဝေဖန်တဲ့အတန်ပေါ်မှာနန်းတို့ကရှောက်နေရတာဖြစ်တဲ့အတွက်နန်းဂယုဆိုင်မှရမှာပါစီဝါကြီးကတော့အဲ့လိုမသိမရှင်းသွားနေရမှာပဲပေါ့နော်လူမျိုးကျမ်းမာကြီးကတော့လေအခုလိုပဲပေါ့လူမျိုးကြီးကလည်းအစင်ပြောက်လိုက်ရောညီထွေးစားတက်လိုက်ကြလိုက်နှိမ့်လိုက်မြင့်လိုက်သွားရမှာပဲကျမ်းမာကြီးကတော့အထူးဂယုဆိုင်ရမှာပါအခြေရကြတော့ဘယ်လိုပြောရမလဲအခြေရကြတော့ကိုအခြေကံမကောင်းလည်းမဆိုလို့เนาะဘာလို့ဆိုချစ်တဲ့သူအရမ်းများတယ်ဒီလားအခါချနေရတယ်ဒါပေမဲ့လည်းကိုရင်ဘတ်တဲကတယောက်တော့ရှိရအောင်เนาะအဲ့တယောက်နဲ့ကအကံအကြောင်းတရားမတိုက်ဆိုင်သေးလို့ဒါမသိမစုံစည်းရသေးဘူးပေါ့နန်းကိုတကယ်ကြီးမားစပွန်ဆာပေးတဲ့သူလက်ခံထားတယ်ဆိုရင်နန်းဒီလိုမျိုးပတ်စံတွေရုန်းကန်ပြီးရှာနေမှာမဟုတ်ပါဘူးနန်းဒီလိုနေထားနဲ့လည်းနေမှာမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုပြောလို့နေချမ်းသာသွားတဲ့တနေ့စပွန်ဆာရနေပြီလားအဲ့လိုလည်းမဟုတ်ဘူးเนาะနန်းပြောချင်တာကမိမသားတယောက်ရုန်းကန်ပြီးတော့ရိုးရိုးသားသားနဲ့ခက်ခဲသူရုန်းကန်ပြီးငွေရှာနေတယ်ဆိုကြတဲ့အဲ့ဒီမိန်းကလေးတီတကယ်မှန်ကန်ပြီးတကယ်ယူသားနေပါတယ်အဲ့လိုပန့်ပိုးတွေအထောက်ပံ့ကြီးတွေနဲ့ပေါ့နော်ဟိုမတန်ရှင်းတဲ့အထောက်ပံ့တွေနဲ့တွားနေတဲ့သူတယောက်မဟုတ်ပါဘူးဒါပေမဲ့တိတဲ့သူတွေတိပါဆိုလို့လေအဲ့လိုဆုံးမတဲ့အကိုတွေပြီးဟဲ့နေဒီလမ်းမသွားနဲ့ဟိုလမ်းမလုံနဲ့ဟိုပတ်စံဆိုမယူနဲ့နော်ဒီဥစ္စာဆိုမစားနဲ့နော်အဲ့လိုဟာတွေပဲရှိတယ်အဲ့လိုမျိုးဟိုလိုမျိုးပေးတဲ့ဟာတွေမရှိဘူးဆုံးမတဲ့အကိုတွေပဲရှိတာဟုတ်တကယ်လို့ပေးမယ်ဆိုယူမှာလားပေးမယ်ဆိုယူမှာဆိုတော့ခြိုက်နေအောင်ပေးနိုင်တော့စဉ်းစားမယ်လေစတာပါလာပေးတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့ကိုယ်တိုင်လည်းနှလုံးသားနဲ့အုံနောက်ထပ်တူမကြတဲ့အခါမှာရွေးချယ်လို့မရပါဘူးငွေကြီးပဲကြည့်မယ်ဆိုရင်တော့နန်းလက်ခံတာတွေအများကြီးအခုချိန်တော့နန်းစင်ကြယ်တော့ဟုတ်မှာမဟုတ်တော့ဘူးเนาะကလေးတွေတောင်ရနေတော့ပြီဒါပေမဲ့အဲ့လိုငွေတစ်ခုတည်းလည်းမကြည့်ဘူးကိုလည်းချစ်အောင်မှဖြစ်မယ်အုံနောက်နဲ့စဉ်းစားတဲ့အခါမှာလည်းကွာမိသားစုတစ်ခုလုံးတာဝန်ယူနေရတဲ့သူတယောက်ဖြစ်တဲ့အတွက်ကိုမိသားစုအတိုင်းဝိုင်းနဲ့အဆင်ပြေအောင်မှဖြစ်မယ်အဲ့ဒါလေးတွေချိန်တဲ့အခါမှာ
အခုချိန်ထိပါပဲနန်းဝစ်စားတာနန်းကိုနန်းဒီနေ့ထိဟော့တယ်လို့လည်းမမြင်ဘူးနော်။အများကြီးရတာပြောတယ်ဓမ္မစကူးဆရာမတယောက်ဖြစ်ပြီးတော့အဲ့လိုကြီးဝစ်စားတယ်လို့ပြောတယ်တေးချလေးနန်းကိုကြည့်လိုက်အဲ့လိုနန်းစိတ်ကရည်ရွယ်တာတော့ဟိုအဲ့လိုပေါ်ဖော်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝတ်တာမဟုတ်တဲ့အတွက်နန်းကိုအရင်အဲ့လိုဖြစ်နေရလို့မမြင်ဘူးဒါပေမဲ့ပြောရရင်တော့ဗောနော်ဟိုအဲ့လိုပြောရမလဲဆိုတော့ရိုးရှင်းနေလာတဲ့သူတယောက်ကနည်းနည်းလေးလှုပ်လိုက်တာနဲ့အဲ့လိုအဆန်းဖြစ်သွားတယ်ပေါ့နော်အဲ့ပုံစံမျိုးလေးပဲနန်းထင်ပါတယ်အဲ့ဒီတကြောင်မို့နန်းကိုယ့်ဟာကိုယ်ပဲဒီလိုလေးပဲပြင်ဆင်ပြီးတော့မှနေထိုင်တာဖြစ်တဲ့အတွက်ဘသူထောက်ပံ့ဘသူရဲ့ပံ့ပိုးမှုမှမယူထားပါဘူး